ကျမမထော်မနှမ်းချက်ပြန်ပြီရှင်ခရမ်းသီးရဲ့ငချောက်ရဲ့ရုံးတီသီးရဲ့ကိုအချင်းဟင်းလေးစီကြံရေကြံချက်ပါမယ်ရှင်ခရမ်းသီးနဲ့ငချောက်နဲ့တော့ရင်လုံးမယ်ပေါ့နော်ကျမတော့ငပိတတုံပစ်ထည့်လိုက်တယ်မွန်မပီပီပေါ့မွန်မလို့ပြောလို့ဆိုပြီးတော့ပမာမဟုတ်ဘူးမပြောနဲ့အောင်နော်မွန်ရောပမာရောဟုတ်တယ်နှစ်ခုလုံးပဲကျမထုံးစံအတိုင်းပဲကျမပမိုင်နိုင်နေမယ်အဲ့လိုနေမှာစားကောင်းတယ်လို့ကျမထင်နေဆိုတော့လေခရမ်းသီးကကျတော့2မျိုးသုံးလာတယ်ထောပတ်ခရမ်းနဲ့အဲ့ဒီခရမ်းရောင်နဲ့ဗီဒီယိုတွေကအတိုင်းပဲတိချလုံးတော့တင်ထားမယ်တင်ထားပြီးတော့မကြီးမဲ့ဖြော်ထားမယ်ကောင်းကောင်းဆူလာပြီးဆိုလို့ရှိရင်ဖုံးလေးကိုလှက်ကြည့်လိုက်မယ်ပြီးလို့ရှိရင်ကျမထုံးစံအတိုင်းမထော်မနှမ်းလောက်ပါတော့မယ်ရှင်ဒီလိုမထော်မနှမ်းလောက်ရတဲ့အကြောင်းရင်းကတော့ကိုကအဲ့လိုမျိုးအတောက်လိုက်စားခြင်းလို့ပေါ့နော်ရုံးပတိတီလေးလည်းနည်းနည်းနူးလာပြီးဆိုလို့ရှိရင်မကြီးရည်လေးအုပ်လိုက်မယ်အနေတွေပါသွားလို့ပြန်ခတ်ထုတ်ရသေးတယ်အရသာလေးမြည်ပြီးဆင်ပြေပြီဆိုတော့ရပြီပေါ့နော်ဒီနေ့ချက်ထားတာလည်းများတယ်ဆိုတော့အမေတို့အိမ်ကိုဟင်းတပကံလောက်တွားပို့လိုက်အောင်မယ်နော်ဆုံးထိကြည့်ပေးလို့ကျေးဇူးပါ